DMN ကထွက်တဲ့ချီဆွဲပေါင်းပြီးနံပါတ်2ပုံလေးပါရှင်ကာလာ8ရောင်တွေပါမတို့ရေဒါလေးကတင်ဆိုင်ကြီးတယ်ခါဆိုင်ကြီးတယ်နည်းနည်းပြည့်ပြည့်တဲ့မတွေယူပေးလို့ရပါတယ်နော်ဆိုင်လေးပြောပြပါမယ်ရှင်ကာလာလေးက8ရောင်တွေပါဦးစိုးစားဆုံးပြမှာကအနက်ရောင်လေးပါမတို့ခါကပတ်လေကမြုပ်ကြိုးပါဆွဲလိုက်ရင်ခါက40ရှိပါတယ်နော်မတို့ရဲ့တင်ဆိုင်ကတော့တင်ဆိုင်လဲကောင်းတယ်တင်ဆိုင်ကဒီလိုမဆွဲပဲတိုင်းရင်90ပေါ့နော်ဆွဲလိုက်ရင်90ကျော်ပါတယ်ဒီလိုဘောင်းမီလေးရဲ့အရှည်ကမတို့ရဲ့ဘောင်းမီလေးရဲ့ဒီလိုအရှည်က33ရှိပါတယ်နော်ဒီလိုအဖျားနာလေးမှာပန်းလေးတွေကအကျစ်ထိုးလေးတွေပါဈေးလေးက4900မှာမတို့ရဲ့ပေါင်ချင်းဆိုရင်မတို့ရဲ့150အထက်ဝတ်လို့ရတာပေါ့နော်150ကနေ180 190လောက်ထိဝတ်လို့ရပါတယ်ဈေးနှုန်းလေး4900ပါအနက်ရောင်လေးပါရှင်နောက်တစ်ရောင်လေးကမတို့အစိမ့်ပုတ်ရောင်လေးပါသူ့ပန်းလေးတွေလည်းကောင်းတယ်ကာလာလေးတွေလည်းကောင်းတယ်ပေါ့ပေါ့ပပလှုပ်ရှားသွားလာရလွယ်ကူတယ် DMN စိတ်ချီဆွဲပေါင်းမီလေးပါဒါအစိမ်းရောင်လေးပါဒါလေးကခိုပြလို့လည်းခေါ်မှာပေါ့နော်ခဲပြရောင်လေးပါရှင်မစိုးထဲဆိုင်ကနေမိတ်ဆက်ပေးပါတယ်နော်ရာရရောက်တဲ့မြို့တိုင်းကိုလည်းအိမ်ရောက်ငွေချေပို့ပေးပါတယ်ဒါကတော့အုတ်ကျိုးအနုလေးပါဒါကတော့မတို့ရဲ့အညိုလေးပေါ့နော်အညိုပေမဲ့အညိုရင်းရင်းပုတ်ပုတ်မဟုတ်ဘူးအညိုနုလေးပါပေါင်ချိန်မတို့ရဲ့150ကနေ180 190ထိဝတ်လို့ရပါတယ်ဒါကနက်ပြရောင်လေးပါမတို့ရဲ့ဖုန်းနံပါတ်0951373008ကိုလည်းဖုန်းဆက်ပြီးတော့မာယူနိုင်ပါတယ်ဒါကခဲရောင်လေးပါရှင်ဈေးနှုန်းလေး4900ပါစိုးစိုးပြတ်ထားတာပန်းမိတ်ကက်ရောင်လေးပါနော်မတို့ရေးကျေးဇူးတင်ပါတယ်နော်